ညူပြပြစခန်းမဝေးပါတောင်းတကြီးကာယံထားတာကျွန်တော်တို့နေတဲ့ညာဝေးကကြည့်ရင်ပကြီးကားလေးပမာတကယ်ပင်လက်ပါတာကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာဇီဒီပတိုးများနဲ့တင်းနေလှတာမိုင်းညူပြပြစခန်းမဝေးပါတောင်းတကြီးကာယံထားတာကျွန်တော်တို့နေတဲ့ညာဝေးကကြည့်ရင်ပကြီးကားလေးပမာတကယ်ပင်လက်ပါတာကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာဘူးကြီးဖျားဦးထိတ်ထားကစုံလာပွဲတော်နွယ်လူပြောမျိုးစီရီတော်ရှုပ်ဖြူဖျားလဲရှိပါသနော်ခန္ဓာလုံးချောင်းမှာပန်းဖြေကဂျိုးကူတန်ငါလွန်မောစရာတနောင်းမင်းကြီးတွေဝီဝီစားဓမ္မရနဲ့နေလဲမွေးလျက်ပါကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာစာတင်ကြောင်းဆောင်ပေါ်တော်မူဖျားဖူးရအောင်မြမမှုလက်ရာထိမ့်သိငယ်တာကြောက်ကယွန်းတယ်ပါတခါပင်တွေစိုက်ပြူရတာကျွန်တော်တို့နေတဲ့အညာကျောင်းကံဖျားများစွာသာသနာထွန်းတဲ့ဒီနေရာကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာဇီဒီပတိုးများနဲ့တင်းနေလှတာမိုင်းညူပြပြစခန်းမဝေးပါတောင်းတကြီးကာယံထားတာကျွန်တော်တို့နေတဲ့ညာဝေးကကြည့်ရင်ပကြီးကားလေးပမာတကယ်ပင်လက်ပါတာကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာရွှေကူကြီးဖျားဦးထိတ်ထားကစုံလာပွဲတော်နွယ်လူပြောမျိုးစီရီတော်ရွှေကူဖြူဖျားလဲရှိပါသနော်ခန္ဓာလုံးချောင်းမှာပန်းဖြေကဂျိုးကူတန်ငါလွန်မောစရာတနောင်းမင်းကြီးတွေဝီဝီစားဓမ္မရနဲ့နေလဲမွေးလျက်ပါကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာစာတင်ကြောင်းဆောင်ပေါ်တော်မူဖျားဖူးရအောင်မြမမှုလက်ရာထိမ့်သိငယ်တာကြောက်ကယွန်းတယ်ပါတခါပင်တွေစိုက်ပြူရတာကျွန်တော်တို့နေတဲ့အညာကျောင်းကံဖျားများစွာသာသနာထွန်းတဲ့ဒီနေရာကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာကြောက်ကမြောက်ရွာအခါတစ်ခေါက်ဖြစ်လာရောက်စီခြင်းတာ